ယူပါဆိုတာကတော့ကြီးစုသူချင်းလုံးတော်ပန်းဆိုတော့အမာခံပြင်းတဲ့ကြီးကိုဟိုင်းမင်္ဂလာပါဆိုပြီးတော့ဒီကနေ့လိုင်းနဲ့အပြင်းနဲ့တော့တက်လာတာတော့တွေ့တယ်ဗျာအဲ့ဒါသားငယ်တော်ဝေစင်ကဲပတ်ကြောချင်းသမားအထက်ကလည်းရောက်ရှိလို့လာတယ်ဗျာညွန့်တို့မာတို့ညွန့်တို့လေးစုံပတ်တို့မာတို့ညွန့်တို့လေးငါးစုံမာတို့ညွန့်တို့ခုနှစ်စုံဇောင်းစလွဲရော့အဲ့မှာပေးကြည့်တယ်အဲ့မှာကွာအလှလေးတွေတွေ့တယ်နော်ဘာညာဖနောက်ပတ်စလွဲရှေ့ကကြည့်ရလာလေအညာတို့ကကြောက်ရချီရတိုင်းဒီမှာကလည်းမနေပါဘူးလေဆက်ပြီးမြန်ပြီးရှောင်းတရှိအောင်ဒါပြီးမန္တလာပြန်တာပြီးဘိန်းကထိုင်မလာနေတော့သုံးလုံးမြောက်လက်ကောင်ကြီးကမြန်မာဒီလေးလုံးမြောက်ဟာတာအားလုံးထိုင်မလာ6လုံး9လုံးကြော့တယ်10လုံးကြော့တယ်9လုံးကြော့တယ်ကွာ10လုံးကမြန်မာဒီမမြင်ဘူးလားခဲရမယ်ဒီနေ့တော်ဝေစင်ရရစ်မာတွေပြန်တာပြီးကြော့ရချီရကြမှာမန္တလာကံမောင်းသာပြန်ကြော့ရှစ်ကြော့လက်စစ်ခေါ်တဲ့ချီရပြန်တာပြီးရစ်မာတွေရှစ်တိတ်တင်ဝိုင်ပန်းတွေပဲဘိန်းကလက်ကောင်ကြီးကမြန်မာဒီဗျာနော်အဲ့ဒီလိုမြန်လဲမြန်မှန်လဲမှန်တယ်ဆိုတဲ့ဒီနေ့ညကမှာလာရှာတဲ့ကိုဝေးဆိုရဲ့ခွာပါပါခင်ဗျလာပြီတာဒီလက်စကြီးတာဒီနေနဲ့မင်းနဲ့ချပြီးတာဆိုတော့အာမနာနဲ့အာနာရင်ချင်းကြမယ်ချင်းကြတော့အလက်ပြမယ်လာပြီကိုသားကြီးပြီးတာဆိုတော့ခေါင်းပြောင်းလှတယ်ခင်ဗျခွန်ရမင်မောင်းလှတယ်ဗျာခွန်ရမင်မောင်းသမင်လည်းဖနှောင်းအလှအကျွအပြလေးမောင်းသမင်ဒီနေ့ကိုင်းနေဆိုရစ်မာတော့ကြော်ရစ်မှန်ပြန်ကြမန္တလာဝိုက်ဒုကန်ရစ်မာတော့လေတဲ့ခုလိုက်ရစ်တယ်လေဝဲမိတ်ကလက်ကောက်ကြီးတာမြန်မာကြီးချပြီးကောင်းနေတာဇောင်းဆိုတော့ကိုသားကြီးဟာဒီမှာပြီးတာဆိုတော့လှပြန်တယ်ခင်ဗျကိုသားကြီးကိုဝင်နေကြတာလားနော်ကျွန်တော်တို့ဒီသားကြီးကိုသားကြီးအလူစုတော်မူချင်းနေထားပါလေနော်ဆိုဟဲမင်းဘလို့တွင်လိုက်ချာတော့ချင်းတော့အပေါက်ထဲကိုတန်းနေတာပဲအေးပေါ်လေးမင်းချင်းပွဲတွေကဆက်နေတာအဲ့တော့ငါတက်တာနော်နောက်ရကအပြောက်ညက်ဆိုอ่ะတခါရဲဆိုရင်မိန်းကကြက်လွတ်ကြတော်ဝေးသေးတယ်မြင်းစီမတော့ဟိုအောင်မိုင်ခတ်လို့ရတယ်အောင်မိုင်တို့ချကိုစီလာဖက်တာကတော့ညကဘာမှာအလှရှာတယ်ကွာမှာလုံမဲကိုသားကြီးနဲ့ကိုဝေးစီဘယ်တော့တိုက်ထားတယ်ညကဘာမှာအလှရှာတယ်ကွာမှာကြော့ရင်ပြန်တာပြီးမန္တလာကံမောဇဘဲကန်အေးလေးညကံမောဇမြန်မြန်ကောင်းရေးမှမြန်မြန်ချက်ရေးမှမြန်အမရမအိန္ဒိယတန်မြန်ချက်ဟောဝဒီမရေးမှတော့ရေဝဲမြန်ချက်မြန်တိတ်တုံချက်မြန်ပြီပါဒီမှာတို့စမှာရှတ်တူမြန်ပြီအဲ့ဝင်မြန်ရောက်ပြီအဲ့ဒါကိုပိုင်ကောင်းတာဗျာမန္တလာပြည်ဆိုတော့ချင်းတော့ကောင်းတယ်ဆိုင်ထိုင်မှာအလူပြန်တာပြီးကြားပြီးချပြီးဟာဒီမှာမဟာလူကျွဲပြီးမြန်ပြီခဏသေးတော့ပါအော်နေနဲ့ဟာဒါပတ်ဆိုရလာနဲ့ဇောင်းဆိုရလာပြီခင်ဗျဖိတာဆိုရနော်ဟာဒီမှာပတ်ဆိုရပြန်တာပြီးကိုသားကြီးသမင်လှပြီခင်ဗျာနော်မူလူမျိုးရဲ့ချင်းလုံးဆက်ကောင်ပြီးဥက္ကဋ္ဌကိုသားကြီးမန်ကြီးသမင်ဟလားခင်ဗျရှော့တာပဲကွက်သေးဝင်ဟာဒီတဲ့ကောင်ကြီးအမောလောက်ချင်တယ်ဆိုရဲဇောင်းဆိုရဲအင်းကျွန်တော်ဟာဒီဘယ်တော့ရတာဖြီးတော့ဆိုရဲခေါ်ပြမာဒူးနဲ့ကျွန်တော်ဒီတော့ခက်တော့မခက်လဲအောင်မေးမာဒူးပတ်ဒူးမာဒူးညွန့်ဒူးပတ်ညွန့်စရိတ်တိုင်းဗျာဒူးနေလူကြည့်နေတာပိဿကြည့်ဟာဒီမှာပိဿအထူးဝေစားတဲ့မြမချင်းမရရဲ့တော်ဝေစင်ခတ်တဲ့ဒူးပရိသလက်ကောက်ကြည့်တာမြမနီးဗျာဟာဒီမှာမဟာဒူးပတ်ဒူးရှက်ဒူးဟာဒါစရိတ်မမြင်ဝင်မှာတော့ပတ်ညွန့်ရှက်တူချက်တော့ကောင်းတယ်ပြိဿလက်ကောက်ကြီးကမြန်မာဒီအဲကြောင့်လို့အခက်10လုံးအထောက်လုံးပြောတာပညောနှလုံးစင်းချင်းပိကောင်းပြန်ပြီအမလေးအဲ့ဒါရော့ရစ်မဟာနော်စကောပီယန်ရစ်လာပြီဟာဒီမှာဇောင်းဆိုရဲအလှကလေးနဲ့ပညောအချမ်းမှာတန်းကလေးမောင်းတော်ဝေးစင်းမဟာနွယ်ရစ်နွယ်ကြော်ရစ်ချီလာတေးထားတယ်မန္တလာကံဘောကချီပြရစ်မဟာနွယ်ပြန်တိုက်ပြိဿလက်ကောက်ကြီးကမြန်မာဒီကြော်ရစ်ရစ်မဟာနွယ်ပြန်ကြော်ရစ်ကြော်ရစ်ခေါ်တယ်ခွာရှာအောင်မြင်ပါတယ်ဗျာနော်အလွန်ကြီးတယ်ပါဗျာနော်ဒီနေ့ညကမှလာရှာတဲ့ဘွားမှာမြန်မာနိုင်ငံမှာအမြင့်ဆုံးဆိုတဲ့ကလေးဟာဒီမှာမြင့်တက်ညွန့်လို့ခေါ်ပါတာခင်ဗျဖိလာဆိုလဲခေါင်းပြောင်းစလွယ်ဤတားပြီးတန်ကလေးတော်ဝေးစဉ်မဟာနွယ်ရစ်နွယ်သုံးပတ်နဲ့မဟာနွယ်ရစ်နွယ်ပြိတ္တလက်ကောက်ပြည့်သုံးပတ်နဲ့ရစ်မဟာနွယ်အချင်းလည်းပြိတ္တရှောက်မကြည့်နဲ့နောက်စီချင်းမူးသွားမယ်ဆိုတဲ့တော်ဝေးစဉ်ရဲ့လက်ညှိုးဆိုတော်ဝေးမြစ်သွေးဆိုမှဝင်သွားတာနော်နေဖြစ်ပါပါနေကိုသားကြီးရဲ့တော့ကြည့်ရသူကအဲ့ဒါပိတ်တော့လို့ဖြစ်ပါနော်လာပြီဆိုอ่ะတိုက်လက်ပန်းငွေညက်တွေကြည့်ကြသေးတာနော်ပြိတ္တကအတင်ညက်ကိုအမြင်မထအောင်တော့တကုန်းပေါ်ရှောင်မသွားတဲ့ပေါင်ညာခြေပြညက်အသေးထိုင်မန္တလာ
အညပိတ်တဲ့လက်ခုပ်ကြီးတာမြမနီးဗျာထိုင်မန္တလာအညအထူးတော်တဲ့နဖူးပေါ့ထိုင်နဖူးပေါ့ထိုင်ငယ်ရိတ်ပေါ့ဟုတ်တော်တဲ့ခုတ်ပေါ့ကောင်းလာပြီရသားရဲ့ဒါပြီရစ်မာတော့နှလုံးစင်သုံးလုံးမြနဲ့ဇောသွားတောင်းဘလဘလအမေမင်းမလို့ရွာလိုက်ချတော့မိုက်တဲ့ဟင်းဝိုင်းဟာမောင်နေတော့မနဲ့အွန်လိုင်းလေးဟာရစ်မာတော့ဇောမင်းချလောက်လို့ကိုယ်ကတ်ထားလာမင်းချလောက်နောက်ပြီးငါတို့စစ်ဆေးမယ်နော်မင်းမင်းစလောက်ငါတို့ရက်ခွဲစစ်ဆေးမယ်လာပြီးအထူးတော်တဲ့နဖူးပေါ့ချောနေချင်းတော့ဆေးတွေနဲ့နဖူးကချွေးနေဒီတော့နဖူးတွေပေါ်ပြီးကတ်တာအထူးတော်တဲ့နဖူးဟုတ်တော်တဲ့ခုတ်ပေါ့လာမယ်ရစ်မာတော်နဲ့နှလုံးစင်လေးလုံး5လုံး6လုံး9လုံးဆိုဟာဖြည်းဖြည်းလုံးမတရားမအောင်နဲ့လက်နဲ့တယ်လာအဲ့ရကြီးကျွန်တော်ရကိုကြီးလက်တန်းနဲ့ဘလူပို့ကြည့်ရပါစေနဲ့တန့်ရတာဗျာမသားနဲ့6တော့ကြီးပေါ်ရင်းများကတ်ထားတာဒီစူပါဂလူးတွေချင်းမကတ်ခင်မှာတုတ်လာလားဒါပေမဲ့ပြိတ္တကပြောတယ်ဒီလားတခါတည်းကတော့ကိုရဲမှန်ရဲတဲ့သားတို့ရက်ကွက်ထဲကထိတ်ကရင်ထမ်းနဲ့ကိုတဲ့တော်ရတယ်ကဲမကြည့်လိုက်ဘလူပို့ကြည့်တခါပဲလားဟိုနာပြိတ္တပြောတယ်ဟာဘလူပို့ကြည့်ဟာဒီလိုရတာအမခိုင်းတော့ပေါင်းနဲ့လှုပ်ရှားလို့တော့တေချာမသိတော့ကြအဲ့ဒါစကော်ပီယန်ရှစ်မှာတေချာတယ်ဗျာကိုဝင်းဆွေနဲ့တော်ကြီးဆရာတောင်းလာပြီဟာတယ်ပါခင်ဗျပတ်စရွယ်မောင်းနေသမီးလေးနဲ့ဖနှောင်းလှတယ်အဲ့ဒီတော့တောင်းစရွယ်ကြီးလာပြီနော်မြင်းစီးဖနှောင်းရကမောင်လာရှာရကွာမှာကိုဝင်းဆွေကိုပြောရတာစကော်ပီယန်အပြောက်ဝိုင်းဆောင်ဆိုရဲအမအပြောက်ဝိုင်းကြီးကြမှာတော့ပြောဆောင်ဆိုရဲတန်းငယ်လေးမင်းနာမည်ငါမိတ်သွားပြီခုနမင်းငါမှန်အောင်ကလို့မင်းမိတ်တယ်ကြော်ရချီရကမောစားရွက်ချီတဲ့ကမောစားညာအေးလေးရစ်ပါတော့ကြော်ရစ်တွေပြန်ကြော်ရက်စစ်ပြန်ကြော်ရစ်ကြော်ရက်စစ်လူတို့ဘက်တို့ပြိတ္တလက်ကောင်ကြီးကမြန်မာပြည်ရစ်ပါတော့တော်ဝင်ချင်းရုံးပြီလားအဲ့ဒါအညာလူတော်ဝင်ချင်းဝိုင်းထုကဒီဝဲဆယ်မိနစ်တာများပဲကြာတော့တယ်နော်10မိနစ်များပဲကြာတော့တယ်ရစ်ပါတော့ရစ်လိုက်တယ်ယူဝဲဝါ4လုံး5လုံးပြိတ္တ6လုံး9လုံး10လုံး9လုံး10လုံးပြိတ္တလက်ကောင်ကြီးကမြန်မာပြည်ပါတောင်းဆိုရလားတောင်းဆိုရတိုင်းအခုတော့မကြမ်းညီတို့ဝိုင်းထဲမှာဆုလိုက်တော့ဝိုင်းထဲမှာဆုလိုက်ဒါပြီးဆုတော့9000ပါဘူးအလူတဲ့ကကြီးကမက်ဆေ့ကမြန်ကအရေကောင်ဝင်နဲ့ဟာဒီမှာအေးလေးနောက်ပြန်ပြိတ္တလက်ကောင်ကြီးကဇမာနီနောက်ပြန်အေးလေးမဟုတ်ဘူးတဲ့အဲ့ဒါတော့ခိုင်းကြည့်ရတဲ့ရမန်းသိပါတယ်တဲ့ဒါပေမဲ့ချမှာပါတဲ့အလူတွေကမြိုင်းတဲ့6လောက်ဗျာဒီကွင်းနဲ့4လုံးလောက်ပဲရစ်တယ်မင်း6လောက်ကလည်းကျဲလိုက်တာကွာဒီကွင်းအေးလေး4လုံးပဲရစ်တယ်ဦးတွေဒီကွင်းအေးလေး4လုံးပဲရစ်တယ်မသားလာပြီဆက်လွယ်ကြီးလားအေးငါပဲထူလားကြည့်အဲ့ဒီကျွန်တော်ဟိုမှာသူတို့ရွေးသွားပါလားယင်ဟိုရွေးသွားပါလားလို့ဟိုဆိုတော့ထူခံပါပဲဘာဖြစ်ရောပြီးချာမှတ်ထားရဲ့ဒီနေ့လမ်းမလာကဆိုအေးသိကြတယ်ကိုဝင်းဆွေတို့ရဲ့ချင်းပေးချက်ကတော့ဂျပန်လူမျိုးကြီးမနဲ့အစောအေးရထားတယ်လို့ပါပဲနော်ဟာကောင်းပါလေတော့ချော့ပို့ကြီးမဟက်ပတ်တီးရကောင်းတယ်နော်ဘယ်နဲ့ဒီစက်ကတော့တောင်းဆိုတာဒီကလေးကပြိတ္တတာလေးပဲဘယ်လိုနာလေးတာလေးအေးပြေးတာကောင်းတယ်ထိုင်ကြော်တူထိုင်ခွက်ပြိတ္တထိုင်ရှက်တူဖြည်းဖြည်းထိုင်မန္တလာဖိတာဆိုတော့ပြိတ္တလက်ခုပ်ကြီးကမြန်မာနီးထိုင်ဖိတာဆိုတော့ဟာဒီမှာထိုင်ရှက်တူထိုင်ပြီးတော့ခတ်ပြပြီးဘလို့ပို့ထိုင်မန္တလာအကျော်နှလုံးစင်ဒုံလုံးအချက်ဟာထိုင်ပြီးတော့ထိုင်လေဝဲပြိတ္တလက်ခုပ်ကြီးချင်းလုံးချစ်တဲ့ဦးဆန်းလွင်400ခါဒါကိုစုတော်ဝင်9000ကျပ်ထပ်ပြီးချင်းမြထားတယ်နော်ကဘောသားတွေရစ်မာတွေရစ်တဲ့နှလုံး3လုံးမြောက်4လုံး5လုံးလွတ်တာကြော်ရည်မန္တလာကဘောသားပြန်ကြော့ရစ်ကြော့ကဘောသားတွေချမရစ်ကြော့ကြော်ရည်ချီပဲပလဲတော့ရစ်မာရမာဘာချီပဲရစ်မာတော့ကြမှာဖြည်းဖြည်းခပ်မြန်ခပ်ဖြည်းဖြည်းလို့ကြော်ရည်ချီပဲပြန်ကြော့ရစ်ကြော့ဒီကမန္တလေးကလက်စနေဝချီကိုချာပြီးရစ်တော့ကောင်းတယ်ရစ်တဲ့ခပ်ပြီးတော့ဆုလို့လက်ခံအောင်လာရဲ့နော်လာပြီဝိုင်ပိုင်းကွာရှင်းတယ်လေးလုံးဒီဝိုင်ပိုင်းကွာကွာမရပါသေးနဲ့ရတာပဲနော်မင်းတပူးတွေမှာလဲစူပါကလူးလောက်လာဖြစ်မှာပါနော်မင်းဘိနာအကိုကြီးကပြောနေဘယ်လိုများလုပ်လဲမသိဘူးနော်ဒါပြီအဲ့ဒါမှတွေ့ရတာမင်းချောင်းနဲ့ဆိုရင်တွေ့ရပြီခင်ဗျတိုင်းတော်ကြီးအဲ့ဒါရှက်တူအတော့3လုံးစင်အလား4လုံးအလား5လုံးရှက်တူ6
6လုံးရှာတူပြိတ္တာလက်ခုပ်လေးခန်းကြကြ9လုံး10လုံးမြောက်9လုံးမြောက်10လုံးအလှအမေအဲ့ဒါပဲခက်တာတော့ထောင်းရမှာမဟုတ်ဘူးရှင်းတယ်ခိုက်တော့အဲ့ဒါပို့ခေါ်ငါရဲ့ဒိုင်တာလက်ခံသွားပြီ2လုံး3လုံး4လုံး5လုံး6လုံး9လုံး10လုံး9လုံး10လုံး17 12 13 14 15လုံးရှင်းတယ်လား16 19 18 19အလုံး20 21 22 23 24 25 26ဘိတ်လက်ကောက်ပြီးတော့ညီမတီးတာ29 30 31 32 33 34 35 36ဇွာဟဲမင်းမလို့လှုပ်လိုက်တာတော့ကြည့်သူဒီမှာလေနောက်တော့မှဆက်လက်ပေါ်ထလာမှာတော့တပည့်နိုင်မင်းသမီးလေးခိုင်စင်ချိုးရဲ့